ဘာဖြစ်လာမျက်နှာလည်းမကောင်းစူပုတ်နေ ငါဒီနေ့အလုပ်တစ်ခုသွားလျှောက်တာအဲ့အဆင်မပြေခဲ့စိတ်ညစ်တယ်ဟာ ဩဘာဖြစ်လဲဟာဒီတစ်ခုအဆင်မပြေတယ်နောက်တစ်ခုကောဟာ နင်ငါအိမ်ရဲ့အခြေအနေလည်းသိနေရပဲလေငါလေးဝင်ကောင်းတဲ့လုပ်တစ်ခုရှိမှဟုတ်ဖြစ်မှာအဲ့လိုမဟုတ်လို့ရှင်လေငါညချစ်တော့သွားပြီးအလုပ်လုပ်ရင်လုပ်ရမှာ ကျေးပါဘာမှစိတ်ပူနေပါနဲ့ငါနေ့ကအလုံးနောက်တစ်ခုရှာပေးလာမယ်လေနော် အမ ဒီနားမှာငါတယောက်လုံးရှိပါတယ်ငါအခုကနော် အမနင်မိဘချမ်းသာတော့မပြည့်စုံရင်းနေမပင်နားလဲပါမယ် ဟုတ်နေမရှိမှငါဘဝမပြည့်မစုံဖြစ်မှာငါနေ့ကိုတိတ်ချစ်တာလေနေ့ကိုပဲလက်ထပ်ပြီးငါပြည့်စုံထားမှာပေါ့ဟာစိတ်မပူနဲ့နော် အမငါနေရုံပါတယ်နင်နဲ့ငါနှစ်ယောက်တကွာလေနင်ကငါတော့မရှိမဖြစ်လေးပဲနော် ငါတက်တက်လုံးနေနာမှာနေမှာနော်ပြီးတော့နောက်နေ့နေ့နေငါမိသားစုနဲ့နေလာတင်တောင်းမယ်မင်္ဂလာဆောင်လေးနေစိတ်ကူးရဲ့အတိုင်းမအောင်ကောင်းဘူးလေ ဟုတ်ရင်တော့ဆောင်းပြီ ပြီးတော့နင်သွားခြင်းနဲ့ကလောတို့ပြင်းတွင်တို့ငွေဆောင်တို့ငါကိုယ်တိုင်ကားမောင်းလိုက်ဖို့ဂတိပေးရနော် ပြေးချင်နေတယ်ကြည်နူးစရာလေးနော်ခုနဆင်းနေတယ်ပြောက်သွား ငါလေးနာရှိနေတယ်နေတော့မှစိတ်မနေအောင်နော်ကောင်းပါလေ ငါတို့အရင်ချစ်တာပဲကောင်းလေနင်ကငါဘွားအတွက်မရှိမဖြစ်လေနော် ချစ်တယ် ဘာဖြစ်လာလဲညနေမကောင်း